ကျွန်တော်နာမည်ကကောင်းဖြိုးထပ်ပါဇန်နဝါရီကျရင်ကျွန်တော်ဆက်နှစ်ပြည့်အောင်ပါကျောင်းကိုပြောရမယ်ဆိုရင်တော့ကျွန်တော်ကျေးဇူးတင်ရမှာပေါ့ကျွန်တော်ငငယ်လေးကတည်းကကျွန်တော်6နှစ်9နှစ်လောက်ကတည်းကဒီကျောင်းမှာတက်နေတာအဲ့အတိုင်းပဲအဲ့ငငယ်လေးကတည်းကကျွန်တော်ပေါင်းစားလေးကတည်းကပဲအဲ့ကျောင်းကကျွန်တော်ဒီလိုမျိုးပြုစုပြောထောင်လာပြီးတဲ့အတွက်ကျွန်တော်ကျေးဇူးတင်တယ်ကျွန်တော်အမှတ်တရပြောရမယ်ကျွန်တော်ကျောင်းဘရိုက်ကျောင်းမှာတက်ခဲ့တဲ့ကျောင်းကအမှတ်တရကြီးလို့ပြောမှာ။ဘာဖြစ်လဲဆိုတော့ကျွန်တော်ငငယ်လေးကတည်းကစတက်ခဲ့တယ်။အမှကျွန်တော်အင်္ဂလိပ်စာလူဝင်မှရွာတွေကပြီးရပေါ့။အမေဆိုလည်းအင်္ဂလိပ်သင်တန်းကျောင်းတွေ live စုံစမ်းတော့ရှိနေတယ်။ဒါပေမဲ့လည်းအဲ့ဒီမှာအဖွားက bryce ကျောင်းမှာ FBB ဖြစ်သွားရောအဲ့လိုနဲ့ပဲ bryce ကျောင်းမှာစတက်ခဲ့တယ်။တက်ပြီးတော့ကျွန်တော် starters super flyers တွေကိုစတိုက်နေခဲ့ပေါ့။ဖြစ်တဲ့အချိန်မှာလည်းဆရာမကfull shield ရတဲ့ကလေးတွေဆိုရင်မုံကျွေးမယ်ပေါ့မုံကျွေးမယ်စုလေးတစ်ခုပေးမယ်ဆိုပြီးပြောတော့ကျွန်တော်လည်းအဲ့လိုမျိုးလိုချင်တဲ့စိတ်လေးနဲ့ကြိုးစားခဲ့ကြအဲ့လိုမျိုးကြိုးစားပြီးတော့ကျွန်တော်အတန်းကြီးလေးတွေရောက်လာအတန်းကြီးရောက်လာတော့ KD TDFC ပေါ့အဲ့ဒီအတန်းကြီးလေးတွေရောက်လာတော့ပြုံးလင်းမှာမပြရတော့ပဲလေမန္တလေးဖြစ်သွားတာဒါပေမဲ့ပြဿနာကကြောင့်ကျွန်တော်ကကားမှုတက်တဲ့အကျင့်လေးရှိပြီးနော်အဲ့ဒီကားမှုတက်တဲ့အကျင့်လေးရှိပြီးတော့သွားဖြစ်ပြီးဆိုတာကားမှုတွေဖြည့်ရချိန်နဲ့မှုတွေဒါပေမဲ့ဆရာမတွေကကျွန်တော်motivation ပေါ့ encouragement ပေးတယ်ဖြည့်ရဆိုရင်လည်းခေါင်းထဲမှာဘာမှမထားနဲ့တက်နိုင်ဆုံးရသလောက်လာဖြည့်ခဲ့အဲ့လိုမျိုးmotivation ပြီးတော့ကျွန်တော်ကနည်းနည်းအားတက်ပြီးတော့ရတဲ့တက်လောက်ဖြည့်ခဲ့ရပါဗျာဒါအဲ့လိုနဲ့ပဲကျွန်တော်လည်းအမှတ်ကောင်းကောင်းတွေရရပေါ့အမှတ်ကောင်းကောင်းရပြီးတော့ဒီလိုမျိုးအဲ့ဒီအပြင်ကျွန်တော်awarding ceremony လုပ်ပါဦးမှာ speech တွေပါတက်ပြီးပေးရတယ်ဗျာအမှတ်တရပြောရပါအဲ့ဒီဟာတွေကလည်းကျွန်တော်အတွက်အမှတ်တရဖြစ်ပြီးတယ်ပြီးတော့နောက်ဆုံးကျတော့ဒီလိုမျိုးကျွန်တော်နိုင်ငံခြားတက္ကသိုလ်တွေလျှောက်တော့မယ်ပေါ့လျှောက်တော့မဲ့အချိန်ကျတော့ကျွန်တော် IELTS ကအရန်ကိုလိုအပ်လာပြီဆိုတော့ဒီမှာပဲဆက်ပြီးတော့ကြိုးစားနေကြ။ကြိုးစားတော့ဒီလိုမျိုးပဲ listening band 9နဲ့ reading band 9ရခဲ့တယ်။အဲ့လိုမျိုးရအောင်motivation ပေးခဲ့တဲ့ writer ကိုပြီးတော့အဲ့ကျွန်တော်နဲ့အတူတူစာကိုကြိုးစားပြီးလုပ်ပေးခဲ့တဲ့အချိန်ကြီးကိုဆိုတော့ကျေးဇူးရမ်းတင်ပါတယ်။ပြီးတော့listening နဲ့ reading မှာ band 9အတူရခဲ့တဲ့ဆိုတာကလည်းအခုချက်ချင်းအချိန်တိုလေးအတွင်းမှာသုံးပြီးလို့ရနိုင်တယ်ကျွန်တော်ကိုယ်တိုင်ကလည်းအဲ့ငငယ်လေး9နှစ်10နှစ်အချိန်လောက်ကတည်းကအင်္ဂလိပ်စာတိုင်းမမတ်လုပ်ခဲ့တဲ့အတွက်ဒီလိုမျိုးအမှတ်ရရတယ်အဓိကကတော့ consistent ဖြစ်ဖို့နဲ့ resilience အဓိကကတော့ကျောင်းတစ်ကျောင်းရဲ့သင်ကြားမှုဆရာဆရာမတွေရဲ့ coaching အပြင်ကျွန်တော်တို့ကျောင်းသားကိုယ်တိုင်ကလည်း consistent ရှိနေကြိုးစားဖို့လိုအပ်ပါတယ်အဲ့ဒီအချက်၃ချက်ပြည့်စုံသွားပြီဆိုရင်တော့အောင်မြင်မှုရရှိမှာကျေးဇူးတင်ပါတယ်